သတိနေသတိအိလေသတိနိုးလေသတိအတိတရားနဲ့သတိထားရပါတရားသံဃာယေနာသုံးပါးယနေ့မှာအမြဲတမ်းမမေ့ဘူးရာသတိပေးရင်နာမိမိစိတ်ကိုပြူအောင်ထားတပါးသူညတာကိုရင်စားဘုံမတိမလုံးကြနဲ့စုကတိရောက်ချိန်မှာသွားသတိလားသတိသာသတိနေသတိအိလေသတိနိုးလေသတိအတိတရားနဲ့သတိထားကြသတိရာသတိသာသတိနေသတိအိလေသတိနိုးလေသတိအတိတရားနဲ့သတိထားကြပါတရားသံဃာယေနာသုံးပါးယနေ့မှာအမြဲတမ်းမမေ့ဘူးရာသတိပေးခြင်းနာမိမိစိတ်ကိုပြူအောင်ထားတပါးသူညတာကိုရင်စားမဟုတ်မဟတ်ဒီမလုံးကြနဲ့စုကတိရောက်ချိန်မှာသွားသတိလားသတိသာသတိနေသတိအိလေသတိနိုးလေသတိအတိတရားနဲ့သတိထားကြသူနေရာမှာငါသာစွတီလို့မြဲတွေ့ပါသူနေရာမှာငါသာစွတီလို့မြဲတွေ့ပါဘုရားမြတ်စွာဘုရားဒေသနာပေးရမှာမမြဲပါဘုရားမြတ်စွာဘုရားဒေသနာပေးရမှာမမြဲပါကောင်းမှုတစ်ခုနေတဲ့မြူအကုပေခွာကံတနေ့ကိုထပ်ပြန်လာပါကံတနေ့ကိုထပ်ပြန်လာပါကောင်းတာတွေ့လို့ကောင်းတာလို့မကောင်းတာတွေရှုံးကြပါသွားသတိလားသတိသာသတိနေသတိအိလေသတိနိုးလေသတိအတိတရားနဲ့သတိထားကြနေရာမှာငါသာစွတီလို့မြဲတွေ့ပါသူနေရာမှာငါသာစွတီလို့မြဲတွေ့ပါဘုရားမြတ်စွာဟောကြားဒေသနာပေးရမှာမမြဲပါဘုရားမြတ်စွာဟောကြားဒေသနာပေးရမှာမမြဲပါကောင်းမှုတစ်ခုနေတဲ့ပြုအကုသိုလ်ဖေခွာကောင်းမှုတစ်ခုနေတဲ့ပြုအကုသိုလ်ဖေခွာပြုသည်ကံ
တနည်းကိုထပ်ပြန်လာမှာကောင်းတာတွေးလို့ကောင်းတာလုံးမကောင်းတာတွေရှောင်ကြပါသွားသတိလားသတိစားသတိနေသတိအိမ်လေသတိတို့လေသတိအတိတရားနဲ့သတိထားကြတေချာသတိထားတွေ့ကြည့်ပါစေသည်ဖြစ်ရဲ့လားမုတ်ချတနည်းတွားရမယ်လမ်းတွေပါရီပြင်းထားမုတ်ချတနည်းတွားရမယ်လမ်းတွေပါရီပြင်းထားယောဂကဆူအပြည့်ဆိုရီများလွန်လာတဲ့ဒီအချိန်ခါညီမီလီမီမိပြီးဒုက္ခတွေများချိန်မှာမကောင်းမှုရှောင်ကောင်းမှုသောတရိထကောင်းနေပါသတ္တဝါကောင်းမေတ္တာဘုဒ္ဓတရိနဲ့နေပါတောတရိလာတရိသာတရိနေတရိအိမ်လေတရိတို့လေတရိအတိတရားနဲ့တရိထားကြချာသတိထားတွေ့ကြည့်ပါစေသည်ဖြစ်ရဲ့လားမုတ်ချတနည်းသွားရမယ်လမ်းတွေပါရီပြင်းထားမုတ်ချတနည်းသွားရမယ်လမ်းတွေပါရီပြင်းထားယောဂကဆူအပြည့်ဆိုရီများလွန်လာတဲ့ဒီအချိန်ခါရီမီလီမီမိပြီးဒုက္ခတွေများချိန်မှာမကောင်းရှောင်ကောင်းမှုသံသရိထကောင်းနေပါသတ္တဝါပေါင်းမေတ္တာဘုဒ္ဓတရိနဲ့နေပါသွားသတိလားသတိစားသတိနေသတိအိမ်လေသတိတို့လေသတိအတိတရားနဲ့သတိထားကြကျွာလန်းတော်မူလာကြခေါ်သောစိုင်းချစ်ဝါသနာခြင်းအားလုံးပေါင်းတနေ့တာမြင်မှန်းနေတယ်မြတ်တညတာတက္ကနာတာဖြင့်အပန်းတော်ပြင်သိမ့်နိုင်ရဲ့အတွက်ကျော်ပတော်မျိုးခေါ်သောနိုင်ငံတော်ဆုရဇာမေသားလေးမန္တလေးသိန်းတော်ညီကိုမင်္ဂလာရွှေဆိုင်တော်ဘွယ်တော်သားတို့မှာရောပြည်သမင်ပွဲကြီးအလုံးစားတော်မေလားကိုဝိုက်ပိုင်ရမမကိုပေါ်လေးရဝိုက်ပိုင်ရေကိုပေါ်လေးဘာလောက်ပဲသစ္စာရှိတန်ဖိုးတာပြလို့တတ်တဲ့လူနဲ့ဆိုမှာဟုတ်ကဲ့ဘာလောက်ပဲနားလည်မှုတွေပေးပေးညတွေးတတ်တဲ့လူနဲ့ဆိုမှာမမဘာလောက်ပဲစေတနာတွေတားနေပါသေးစေတနာရဲ့တန်ဖိုးကိုနားလည်တဲ့သူနဲ့ဆိုမှာဟုတ်ကဲ့စိုင်းဘာလောက်ပဲကြိုက်ပါတယ်ပြောငြိမ်သက်စွာကြည့်ရှုနားတော်မှာသာလေစိုင်းကောင်းခြင်းမကောင်းခြင်းရဲ့အရာသာကိုသိရမှာမဟုတ်လားကိုအိုက်ပါရမမကိုပေါ်လေးရပေါ်လေးကျွန်တော်ပြောပြရစေကျွန်တော်အိုက်ပန်နားထောင်နေပါတယ်မန္တတင်ဆက်လို့မန္တတင်နောက်ဆုံးမမကြောင့်ဝေဘာနာကပတ်ဝန်းကျင်ရဲ့လို့ကိုဗျာဟုတ်ကဲ့ကျွန်တော်တို့မြမဆိုင်းရဲ့အလုပ်ကြပြန်တော့ပွဲဥအစာပတ်မကြည့်ပါရှေးတုံးလည်းမပယ်နဲ့
ဈေးသုံးလည်းမလွယ်နဲ့တဲ့ အမိတ်ရှိပါကိုပေါ်လေး ရှေးတုံးပယ်လည်းလွယ်တတ်ပါတယ် မမ ဈေးသုံးလွယ်လည်းမွဲတတ်ပါတယ်တဲ့ ဟုတ်ကဲ့ ဒါကြောင့်ရှင်းမြမအမှုပညာရှင်ပြရထားခဲ့တယ်မြမရိုးရာဂီတအမှုပညာကိုကြောင်ပတောင်းမြို့ကိုသောနိုင်ငံတော်ဆိုရဇာမေသားလေးမန္တလေးသိန်းတော်ညီကိုမင်္ဂလာရွှေဆိုင်တော်ဘွဲ့တော်သားတို့ရဲ့ရွှေစကားဝါတန်းပေါင်တီးတယ်အချက်ကြညီတဲ့ဗမချီစော မြူမရှိမြူ ဟေးဟေး မမလည်းသူ ဒါလေးတို့ မန္တလေးကနိုင်ဆိုင်နေပြီရှင်းလုံးမလို့ရရအောင် နေရာဦးတာနော်ဟေးဟေး ကြောင်ပတောင်းမြို့ကိုသောနိုင်ငံတော်ဆိုရဇာမေသားလေးမန္တလေးသိန်းတော်ညီကိုမင်္ဂလာရွှေဆိုင်တော်ဘွဲ့တော်သားတို့ရွှေစကားဝါတန်းပေါင်တီးတယ်အချက်ကြညီတဲ့ဗမချီလာပြီ ဟေး ဘာမရီစကုနဲ့ပါလေဘယ်မောင် ဘိုးလူတို့လေး ပိတ်ထားဒီတကောင်ပါလားကြောက်ပရောသားတို့ ရှင်းဆိုင်တဲ့အားလုံးအားလုံးပြောနေတယ်တိတ်တော့ရှင်းဆိုင်ကြီးရဲ့ကိုယ်တိုင်ဒီဝဲမှုဆောင်မတီးနေတာမြူဘေးရီတူပမလည်းမြူဘေးရီတူပမလည်းမြူဆိုင်တဲ့လူတိုင်းအမီလုံးလုံးငယ်မလေးကစော်ဒီနေရဘူးဆိုင်တဲ့ကမြူပြာလုံးကိုလည်းလို့ကိုသူဆိုင်စုမြူ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  အဲ့ဒါမန္တလေးသိန်းတော်ရဲ့ရိုးရာပွဲကူကိုပပကြီးလား အားပေးလိုက်တာတကယ်ကိုချူအားပေးကြတာတကယ်ကိုမြူအားပေးလိုက်တာတကယ်ကိုချူအားပေးကြတာတကယ်ကိုမြူလမ်းတဲ့ပြည့်တဲ့ရှင်းဆိုင်တော်ကြီးလေအကြမှုရာသူတန်နေနဲ့ရှင်းပြတာသူတောင်းချလာချက်ပြလဲတာမြူရှင်းဆိုင်တဲ့ကြောင်းလေးရရင်မော်ဒကဘုရားကတော့မြူဆိုင်တော်ကြီးရဲ့ဘက်မှာရှိတဲ့ပွဲဦး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  တို့ရွာတွေကမြူးမြူးကြွကြွဆိုင်ကန်ကဘယ်သူဆိုင်တာမှာလဲကိုပေါ်လေးอ่ะ အဲ့ဒါကြောင်ပတောင်းမြို့ကိုသောနိုင်ငံတော်ဆိုရဇာမေသားလေးမန္တလေးသိန်းတော်ညီကိုမင်္ဂလာရွှေဆိုင်တော်ဘွဲ့တော်သားတို့ရဲ့ဘိုးကြီးဒီသားတုတ်တိလေးပြန်နေမြင့်တော်သောရွှေစကားဝါတန်းပေါင်တီးတယ်အချက်ကြညီတဲ့ဗမချီဟုတ်လား ပျော်စရာကြီးပါလားကိုပေါ်လေးอ่ะ ရတော့က ဟာဟေး ဗမချီဆရာလေး